ခမားစိတ်ကူးကြည့်ပါမနဲ့အိယာထားတဲ့ချိန်ခမားစိတ်ထဲမှာအရင်ဆုံးထွက်လာမဲ့အတွေးကဒီနေ့ဘဝကိုဘလို့ရုန်းကန်ရမလဲမဟုတ်ပဲဒီနေ့ကိုဘလို့ပျော်အောင်နေရမလဲဖြစ်နေတယ်ဆိုရင်ဒီလိုဘဝမျိုးကိုကမ္ဘာပျော်ရွှင်ဆုံးနိုင်ငံလို့ခေါ်တဲ့ဒိမတ်မှာမွေးလာတဲ့လူတွေကနေတိုင်းနေထိုင်နေရပါတယ်တကယ်တမ်းဒီကွာငါစိတ်မကောင်းဒီဗီဒီယိုမှာတင်တာဒိမတ်မှာမူဖွားလာခဲ့ရင်တင်ဘဝကဘလို့ဖြစ်လာမလဲကလေးဘဝစပြီးလူကြီးဘဝအထိတဆင်ချင်းစိတ်ကူးနဲ့လိုက်သွားကြည့်ရအောင်ဒိမတ်ဟာဥရောပမြောက်ပိုင်းမှာတည်ရှိတဲ့လူကြီး6တန်းလောက်ပဲရှိတဲ့နိုင်ငံလေးပါဒါပေမဲ့ World Happiness Report မှာတော့နှစ်စဉ်နှစ်တိုင်း Top 3 Top 5ထဲမပြောင်းမလဲပါနေတတ်ပါတယ်လူတွေကမေးတယ်ဘာကြောင့်ဒိမတ်လူတွေကဒီလောက်ပျော်နေတာလဲပတ်စံကြောင့်လားနိုင်ငံကြီးမို့လားအဖြေကပတ်စံတခုတည်းမဟုတ်ပါဘူးဒါဆိုတင်ဒိမတ်မှာမွေးဖွားလာခဲ့ရင်ဘဝအစကဘလို့ဖြစ်လာမလဲတင်ဒိမတ်မှာမွေးဖွားလာတဲ့ကလေးတယောက်ဆိုရင်ဝေကင်းစားကနေစပြီးစေကူတောက်မှုအကုန်လုံးအခမဲ့မိဘတွေစိတ်ပူရမယ့်အရာကစေဖို့မဟုတ်ပါဘူးအာမခံလည်းမဟုတ်ဘူးကလေးကိုဘလို့ပျော်ရွှင်အောင်ကြီးပြင်းစီမလဲဆိုတာပါကြောင်းတက်လာတဲ့အချိန်မှာအမတ်ပြိုင်တာထက်မေကုံမေးနိုင်စွမ်းကိုယ့်အမြင်ကိုပြောနိုင်စွမ်းအဖွဲလိုက်လုံးနိုင်စွမ်းတွေကိုပဲပိုတင်ပေးပါတယ်ဆရာကလည်းမင်းမားတယ်လို့မပြောဘူးမင်းပါကြောက်ဒီလိုစဉ်းစားတာလဲလို့မေးတယ်ဒါကြောင့်ဒိမတ်ကကလေးတွေမှာကြောက်ရွံ့မှုထက်ယုံကြည်မှုပိုများတတ်ပါတယ်တင်လူငယ်ဖြစ်လာတဲ့အခါမှာတက္ကသိုလ်ပညာရေးကလည်းအခမဲ့အချို့အခြေအနေမှာဆိုရင်အစိုးရကကျောင်းသားထောက်ပံ့အောင်ပေးပါတယ်ဒါကြောင့်ဘွဲယူဖို့အတွက်ဗန်ချေးစရာမလိုဘူးအကျွေးလည်းမရှိဘူးလူငယ်တွေမေးကြတဲ့မေးခွန်းကငါဘယ်လို့ဝင်ရမလဲမဟုတ်ဘူးငါဘယ်လိုဘဝမျိုးနေခြင်းလဲအောင်မြင်မှုဆိုတာကိုဒိမတ်မှာပတ်စံနဲ့တိုင်းတာမဟုတ်ဘူးဘဝအချိန်ကိုပိုင်နိုင်သလားဆိုတာနဲ့တိုင်းတာတယ်2000 years later တပတ်ကို38နာရီလောက်ပဲအလုပ်လုပ်ရတယ်ဒါပေမဲ့ productivity ကမြင့်တယ်အလုပ်ရှင်ကနိုင်ဘယ်လောက်ထိုင်နေလဲမကြည့်ဘူးအလုပ်ပြီးပြီလားပဲကြည့်တယ်မနေ့ဆိုစပိန်နဲ့အလုပ်သွားညနေဆိုရင်မိသားစုနဲ့အချိန်ပေးအလုပ်ဆိုတာဘဝကိုစားသုံးသွားတဲ့အရာမဟုတ်ဘူးဘဝကိုထောက်ပံ့ပေးတဲ့အရာလို့ပဲသူတို့မြင်တယ်ဒိမတ်မှာ Huga ဆိုတဲ့စကားလုံးရှိတယ် Huga ဆိုတာမိုးရတဲ့နေ့မှာကော်ဖီပူတစ်ခွက်မီးအလင်းနွေးနွေးလေးနဲ့ကိုချစ်တဲ့လူတွေနဲ့စိတ်အေးအေးနေရတဲ့အချိန်လေးကိုဆိုလိုတာပါအရန်ကြီးအစင်တန်းမြင့်နေစရာမလိုဘူး necessary မလိုပါဘူးရိုးရိုးလေးပဲဒါပေမဲ့အမှန်တကယ်စိတ်ချရတာပဲလိုတာပါဒါကြောင့်ဒိမတ်လူတွေပျော်ရွှင်မှုကိုအနာဂတ်မှာမရွှေဘူးဒီနေ့မှာပဲဖန်တီးတယ်ဒါပေမဲ့ဒိမတ်ဟာကမ္ဘာနေပန်တော့မဟုတ်ပါဘူးစာအတီရက်ရှိတယ်ဒီမထွက်တဲ့နေ့များပြီးတော့အခွန်မြင့်ပါတယ်ဒါပေမဲ့သူတို့ကတည်ထားတယ်ဘဝမှာအဆင်ပြေတာမရှိနိုင်ဘူးဒါပေမဲ့အတူတူဖြည့်ရှင်းလို့ရတယ်ဆိုတဲ့ mindset ပါလူတွေချင်းချင်းယုံကြည်တယ်အစိုးရကိုယုံကြည်တယ်စနစ်ကိုယုံကြည်တယ်ဒါကပဲပျော်ရွှင်မှုရဲ့အခြေခံပဲဖြစ်ပါတယ်တင်ဒိမတ်မှာမမွေးဖွားခဲ့ပေမဲ့ဒိမတ်ကလူတွေတို့စဉ်းစားနိုင်ပါတယ်အလုပ်တွေဘဝကိုမပေးအပ်ဘူးလူရှင်းတာကိုတန်ဖိုးထားမယ်ပျော်ရွှင်မှုကိုနေတိုင်းလေ့ကျင့်မယ်ပျော်ရွှင်မှုဆိုတာနိုင်ငံကြောင့်မဟုတ်ဘူးစဉ်းစားပုံကြောင့်ဖြစ်နိုင်ပါတယ်တခုမေးချင်တာကတင့်အမြင်မှာပျော်ရွှင်တဲ့ဘဝဆိုတာဘာလဲကွန်မန့်မှာမျှဝေခဲ့ပါဗီဒီယိုကိုအသုံးဝင်နေဆိုရင် like subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ဗီဒီယိုမှာကမ္ဘာအခြားနိုင်ငံတွေရဲ့ဘဝစနစ်တွေကိုဆက်လက်မျှဝေပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်